ကလေးတွေငါကလေးတွေသူများချက်စားတာတွေ့လို့ရှိဖန်စားတာတွေ့ရင်စိတ်မကောင်းဘူးလွန်ခဲ့တဲ့2025ခုနှစ်4လပိုင်း5လပိုင်းတော့ဆိုရှိရင်သူငှက်တွေပေါ့သူများချက်စားတယ်ဖန်စားတယ်ငါအမွေဖိမိရတယ်ရွှေပဲအဲ့ဒါလေတက်တော့မှကြည့်ရလေအဲ့ဒီလူရေကျွေးမှုကရိုးရခေါင်းမလို့တော့လေအမငှက်အမွေတွေကြားတယ်လေအဲ့ဒီငှက်အမွေနဲ့သွားတူတယ်နောက်တော့2025ခုနှစ်12လပိုင်းမှာ12လပိုင်းဖြစ်နေတယ်အဲ့မှာဘာငှက်ကိုတွေ့လဲဆိုတော့အောက်ချင်းငှက်ဖို့လားငှက်ဖို့ငှက်မတဲ့အောက်ချင်းငှက်ကိုတွေ့ရပေါ့ကောင်းကင်မှာပြန်အကြီးပဲအကောင်ကြီးတွေ့တယ်ပြီးတော့အခုလည်းဒီငှက်ကလေးတွေတွေ့ရပေါ့ဒါကလာသားငှက်ကလေးပဲရှိတယ်ဒီလာပဲရှိမှထင်တယ်အကောင်ကြီးသားပဲကိုကြက်ကလေးပေါက်ရထက်အကောင်ကြီးတယ်သူတို့ဘယ်နှလားရှိလဲငါလည်းမသိဘူးသူကတော့ဆွာလည်းကောအဲ့မှာလေငှက်ဥဆိုလို့ရှိတယ်တချို့ငှက်ဥဆိုလေ9ဥလောက်ရှိတယ်အဲ့9ဥလောက်ရှိတဲ့ငှက်ဥတွေရတယ်သူကဘာအရာဆိုအပြာရောင်အဲ့အပြာရောင်မှာအဆက်လုံးလေးတွေနဲ့တချို့ဆိုလို့ရှိလေအပြာရောင်လေးနဲ့လှတာပဲအခုငှက်တွေဆိုလို့ရှိရင်ဟိုဒေါင်းတော့မဟုတ်ဘူးငှက်တေးလေးပဲသူကအမီးရှည်တော့နှစ်ချောင်းအမီးနှစ်ချောင်းဖိအမီးမလေးပြော့လေးပဲအဲ့နှစ်ချောင်းတဲ့အဲ့နှစ်ချောင်းကအမဲခွက်လေးပေါ့အဖြူခွက်လေးတစ်ခွက်စီပါတယ်ငှက်လေးရှိတယ်အဆေးရောင်ငှက်အပြာရောင်ငှက်အပြာရင့်ရောင်ငှက်ဆေးပြရောင်ငှက်ငှက်ဝါရောင်အနီရောင်ခေါင်းအနီအဲ့လိုဟိုနေအရောင်ပေါ့ရေဘက်ဆေးပြငှက်တွေလည်းတွေ့တယ်ငှက်ခါတော့မဟုတ်ဘူးခေါင်းကြည့်ကြည့်ဈေးကွက်တော့မတွေ့ရစုံတော့တွေ့တယ်တိုင်းငှက်တော့မတွေ့ဘူးစုံရဲတော့ရှိတယ်ငှက်တွေကအဆင်ပြေတယ်လေသူတို့စိတ်ထဲသူတို့အမေထေလားမသိဘူး
ဆွာတယ်သူဆွာတယ်သူကဆွာတယ်သူကတော့ဆွာတယ်ဒီရမလားတကောင်အေးနေပဲဒီခဏနောက်ပိုင်းသူဆွာလာမယ်ထင်အစကျွတ်ထားပြီးသမီးတစ်ခါကျွေးတယ်ယူနီဆက်ကလေးနှုတ်မုတ်တစ်ခါကျွေးတယ်နောက်တနေ့ကြိုက်တော့ပြားရင်နဲ့ကျွေးကောင်းမှစိတ်ထားဗျိုင်းနေလေအယောင်ကပန်းရောင်ဖြစ်နေတယ်အဖြေရမဟုတ်ဗျိုင်းလည်းပြင်းချပြီးပန်းရောင်ဖြစ်